အားလုံးမင်္ဂလာပါဒီကတော့ message from person ပေါ့နော်ဆိုတော့ကိုယ့်ရဲ့တစ်ဖက်လူကိုဘာပြောချင်လဲပြီးတော့တို့လက်ရှိအခြေအနေလေးဘယ်လိုရှိလဲပေါ့နော်ဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြပေးချင်ပါတယ်မြင်တော့လေးပေါ့နော်ဆိုတော့ဒီတစ်ခေါက်တော့အရင်ကြီးရောဟိုတို့6 graph block ဖြစ်တာမျိုးတော့မခံစားဘူးပေါ့နော်ဆိုတော့အရင်အခေါက်တည်းဆိုရင်နည်းလေး energy ယူကနှစ်ခတ်တယ်ဒီခေါက်နည်းလေးရောတို့ဘက်မှာနည်းလေးတို့6 graph ပွင့်လာတွေ့ရနည်းကိုပြောချင်တဲ့အရာလေးလေဒါရှိလာတယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးဆိုတော့ဒီမှာမကြခင်မှာတော့ကိုပြန်ပြီးတော့ဆက်သွယ်လိမ့်မယ်ကို message ပို့တာမျိုးတွေဖုန်းဆက်တာမျိုးတွေဒါမျိုးလေးတွေလောက်လာဖို့တော့ဒီမှာမြင်နေပေါ့နော်ဒါမျိုးလေးလောက်လာဖို့မြင်နေဟိုဒါပေမဲ့ပေါ့နော်တို့မှာကဆုံးဖြတ်ချက်ကချခတ်နေစေပဲပေါ့နော်ဆိုတော့ဘာလို့မှမသိဘူးတကယ်ဘယ်လိုပြောရမလဲဆုံးဖြတ်ချက်ကိုတိတိကျကျချဖို့အတွက်ကတော့နည်းလေးခတ်တယ်နည်းလိုနေသေးရပေါ့နော်ဆိုတော့လက်ရှိကတော့တို့ကဘယ်သူမှစကားပြောချင်ဘူးဘယ်သူမှမသိချင်ဘူးမတွေ့ချင်ဘူးပတ်သက်ချင်ဘူးလိုပုံစံပေါ့နော်နည်းတယောက်တည်းအထီးကျန်တယ်လို့နည်းနည်းအစင်မပြေတယ်လို့ဒီလိုပုံစံမျိုးလေးတော့ဒါ energy ကခံစားမိရပေါ့နော်နည်းနည်းတို့မှလည်းလမ်းပြောက်တယ်တို့အတွက်ဒါဒီချိန်မှာတော့ငြိမ်ကောင်းငြိမ်နေလိမ့်မယ်သူအနေနဲ့လုံးဝငြိမ်နေရမျိုးလုံးဝတို့မတွေ့ရတာသူနဲ့သူတည်င်းအစားနာမကြားရတာမျိုးပေါ့နော်ဒီလိုပုံစံမျိုးခံစားလိမ့်မယ်ဆိုတော့တို့ဘက်မှာအများကြီးပေါ့နော်ဖြစ်ပေါ်နေရတွေ့ရဒါ Darkness the Souls ကိုလည်းသူကြော်ဖြတ်ပြီးသွားပြီပေါ့နော်ကြော်ဖြတ်ပြီးသွားပြီးဒါဒီချိန်မှာသူစပြီးတော့ new beginning ပေါ့နော်ဒီပြန်စပြီးတော့ဒါသူလှုပ်ရှားဖို့မြင်နေပေါ့နော်ကိုပေါ်လဲဒါ action ယူလာလိမ့်မယ်မကြခင်မှာပေါ့နော်ပြန်ပြီးတော့စကားလာပြန်ပြောရဖြစ်ဖြစ်တင်မလားသူအမားကိုလာပြီးတော့ပြန်တောင်းပန်တာပဲဖြစ်ဖြစ်ဒါမကြခင်တော့ဒီလို energy လေးတော့ရတယ်ပေါ့နော်တော်တော်များတော့ zero တော့ပြန်ပြီးတော့ဆက်သွယ်လိမ့်မယ်ဒါပေမဲ့ဟိုအရင်အတိုင်းဖြစ်ဖို့ဆိုတာထက်ကိုတခုခုပေါ့နော်နှစ်ယောက်ကြားထဲမှာအဆိုင်ခဲလေးပို့ပြီးတော့ကြေသွားဖို့ဆိုတဲ့ရည်ရွယ်ချက်ကပုံများတယ်ပေါ့နော်အဲ့တို့ကြောင့်မလို့ဒါပြန်ဆက်သွင်းလေဒါချက်ချင်းပဲရီးစားပြန်ဖြစ်သွားတာမျိုးမဟုတ်ဘဲနဲ့တငယ်ချင်းလိုမျိုးပေါ့နော်ဒီလိုစကားပြန်ပြောပြတာမျိုးလောက်ပဲဖြစ်လောက်မယ်ထင်တယ်ပေါ့နော် energy ကတော့အဲ့တော့ပြန်ဆက်သွယ်ရတယ်ဆိုတာလေဒါအားလုံးအတွက်တော့မဟုတ်တချို့ energy အတွက်ပဲပေါ့နော်မတော်တော်များတော့ပြန်ဆက်သွယ်လိမ့်မယ်ဒီမှာတော့လေအဲ့တော့တို့ဒီချိန်မှာတော့စူးစမ်းနေတယ်တို့ဘောက်တို့စူးစမ်းနေတယ်တို့ဒီမှာလည်းပေါ့နော်ဒီလူမျိုးရေးစီးပွားရေးပညာရေးအဖက်ပေါ့နော်ဒါတို့နဲ့ဆိုင်တဲ့ຢာအများကြီးမှာတို့ကြုံတွေ့နေရတယ်တို့အများကြီးဒီချိန်မှာပေါ့နော်စူးစမ်းနေရတယ်ကြော်ဖြတ်နေရတယ်လူပုံစံမျိုးလေးပေါ့နော်ဆိုတော့ဟိုဘယ်လိုပြရမလဲဆိုတော့တိုးတက်ပေါ့နော်ဒီမှာတော့ဒီတကယ်စူးစမ်းတယ်တကယ်ဟိုဘက်ပေါ့နော်တို့ဘဝအတွက်တိုးတက်ကြောင်းသိမလားအဆင်ပြေကြောင်းကိုတို့လုံနေတာတွေ့တို့အောင်မြင်ဖို့ပေါ့နော်တခုခုဒါတို့လုံနေတာတွေ့တို့အလုပ်ပဲဖြစ်ပါဖြစ်ပေါ့နော်တို့စူးစမ်းပြီးတော့လောက်ကင်နေတဲ့အလုပ်လေးတော့ဒီမှာတွေ့ရတယ်ပေါ့နော်အလုပ်လေးရရှိရဲအဲ့ဒါလေးတော့ဒါကိုဘယ်လိုပြောရမလဲအဲ့ဒါလေးကိုပိုဦးစားပေးပြင်နေတာပေါ့နော်အခြေဆိုတာတက်ကိုဒါလေးပိုဦးစားပေးရမယ်ပြကြတော့ဒီ new beginning ပေါ့နော်တို့စပြီးလောက်ကင်မဲ့ຢာလေးအတွက်သူအောင်မြင်အောင်စူးစမ်းခြင်းနဲ့လိုပုံစံမျိုးလေးပေါ့နော်တို့ကတော့ဒီချိန်မှာတော့ဒီအောင်မြင်မှုအတွက်ပြကြတော့အဆင်ပြေမှုအတွက်ကိုစူးစမ်းနေတာတွေ့ရလို့ဆိုဒီပေါ့နော်စိတ်ခံစားချက်အပိုင်းပြောဒီအခြေပိုင်းမှာတော့နည်းငြိမ်နေတာတွေ့ရပေါ့နော်ဆိုတော့ that% ရှိထားခဲ့ရင်လည်းဒါမှမကြခင်မှာတော့အပြီးပိုင်တော့ပျောက်သွားလိမ့်မယ်ထင်တယ်ပေါ့နော်အပြီးပိုင်ပျောက်သွားရဲဆိုရင်လည်းဒါဝကြွရှင်တော့ပြန်ပြီးတော့ဝင်လာတာမျိုးတွေရှိတာပေါ့နော်အဲ့တော့ဒါလေးကတော့တိတ်ပြီးတော့အာယုံမဆိုင်ပဲကိုဒါ focus လုပ်ဖို့ပဲရည်ကြည်အခုကြည့်နေတဲ့သူအနေနဲ့ပေါ့နော်ဆိုတော့တစ်ခါကျရင်ဒါဒီအခုကြည့်နေတဲ့လူရဲ့ energy လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အခုလက်ရှိဖြစ်နေတဲ့အရာအခုပြောနေတဲ့အရာတွေပေါ့နော်ဆိုတော့ဒါတော့ resonate ဖြစ်တာကိုပဲယူဖို့တော့ကြံပေးခြင်းတယ်ဆိုတော့ဒါသူကတော့ဒါကိုပေါ့နော်နည်းနည်းလေး attach အရန်ဖြစ်တယ်ဆိုပြီးတော့ခံစားရတယ်တခါကျရင်ပေါ့နော်ဒါကိုကအရန်နည်းနည်းဆိုတာနဲ့ဟိုသူနည်းနည်းလေးစားလိုက်တာနဲ့ကိုဘက်ကအရန်ကြီး attach ပြန်ဖြစ်ပြီးတော့မှသူပြန်ပြီးပြေးသွားတာမျိုးလိုပုံစံမျိုးဒီလို energy မျိုးပေါ့နော်ဆိုတော့ကိုကတော့သူအဆင်ပြေလောက်ပြီးကောင်းလောက်ပြီးလို့ထင်ပြီးတော့ကိုနဲ့လာပြီးတော့စကားပြောပြီးမြဲဘယ်လိုပြောရမလဲသူကဟိုကိုအနေနဲ့ကြောင့်အစင်းစင်းဖြစ်တဲ့အခါကျတော့ပြန်ပြီးတော့ attach ပြန်ဖြစ်တယ်ပြန်ပြီးတော့ဒီလိုမျိုးပေါ့နော်ဆွဲလန်းမှုပြန်ဖြစ်တယ်ပြန်ပြီးတော့ထိန်းချုပ်ခြင်းတွေဖြစ်တယ်လူပုံစံမျိုးလေးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါသူကတော့အနေလေးပေါ့နော်ကိုကအရင် attach ဖြစ်လုံးအကြီးရဲ့အရင်စိတ်မောတယ်ဆိုတာမျိုးတော့သူပြောထားတွေ့ရပေါ့နော်ဆိုတော့ဘာလို့ဆိုတော့သူကလွတ်လပ်နေခြင်းနဲ့တွေ့ရပေါ့နော်လွတ်လပ်နေခြင်းနဲ့အရင်ကြီးပေါ့နော် attachment ဖြစ်ခြင်းအပြင်ဒါချင်းမြတ်တာကိုပြခြင်းနဲ့သူမျိုးတွေပေါ့နော်ဆိုတော့တခါကျကိုကလည်းကိုယ့်ရဲ့စိတ်တရားနဲ့ကိုဆိုတော့ဒီမလားလို့ attach ဖြစ်တော့မှပဲလုံခြုံတယ်လို့ကိုယ်ခံစားရလူမျိုးဆိုတော့အဲ့လိုမျိုးဖြစ်တာတော့ဒါမဆန်းဘူးပေါ့နော်ဆိုတော့အဓိကတော့ healing လုပ်လိုက်ရင်တော့ပို့ပြီးတော့ကောင်းသွားလိမ့်မယ်ဆိုတော့ဒီမှာတော့သူကတော့ဒီမှာလေးပြောထားတယ်ဒီ message မှာလေးကနှစ်ယောက်ပေါ့နော်မကြခင်မှာပြန်ပြီးတော့တွေ့ကြမယ်ပြန်ပြီးတူဖြစ်ကြမယ်ဆိုပြီးတော့ဒါပြောထားတွေ့ပါတယ်ချို့တဲ့ကြတော့ဒါ reunion ပေါ့နော်ပြန်ပြီးချစ်တာကြိုက်တာမျိုးတွေပြန်ဖြစ်သွားတာမျိုးပေါ့နော် relationship တွေပြန်ဝင်သွားတာမျိုးလေးတော့ဖြစ်နိုင်ခြေရှိတယ်ပေါ့နော်
ဆိုတော့တေချာတကွာတော့သူစီမှာအဲ့လိုအိမ်မက်တွေမှတ်နေရပါတော့ကိုနဲ့ပတ်သက်လို့ရှိရင်အိမ်မက်မှတ်တယ်အိမ်မက်ထဲမှာတူတူဆိုတဲ့ဟာမျိုးပေါ့နော်ကိုလည်းမှတ်ချင်မှတ်လိမ့်မယ်ဒါပေမဲ့သူတို့စီမှာတော့တေချာဘောက်ကိုဟိုအိမ်မက်ဇက်တိုက်ပေါ့နော်အခုချိန်မှာအိမ်မက်တွေရမ်းမှတ်နေရတွေ့ရပေါ့နော်ဒါကိုတတိယလို့သူစီမှာသွားမှတ်တာလည်းဖြစ်နိုင်တယ်လို့ဒါတော့သူပေါ့နော်ဒါတခုခုအပြောင်းလဲဖြစ်မှာမလို့ဒါ energy အရာပေါ့နော်ဒီအိမ်မက်အနေနဲ့ဒါ universal message ကနေပြီးသွားပြီးတော့သူစီမှာအိမ်မက်အနေနဲ့ရောက်သွားလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ဟိုအဓိကတော့ science တွေကိုကြည့်ပါ universe ကကိုဘယ်လို sign နေပေးနေလဲကိုချစ်ဖို့လိုအပ်တယ်ကို use ဆိုင်ဖို့လိုအပ်တယ်ကိုပို့ပြီးတော့ဗောနော်ဒီတန်ဖိုးထားတတ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းတွေကို science တစ်ခဏခဏပြလိုက်မယ် science ဆိုတာထက်ကိုဗောနော်ဒီဟိုလူတွေဗောနော်ကိုပေါင်းတင်နေတဲ့လူတွေနဲ့ဗောနော်ဒါသင်ခန်းစာတစ်ခုဗောနော်ပေးလိမ့်မယ်ဆိုတော့ဒါကိုသိဖို့လိုအပ်တယ်ဗောနော်ဆိုတော့တရားတခုကတော့ तू ကတော့ကိုယ့်ပုံမှာဘယ်တော့မှလက်မလျှော့ဘူးဗောလက်လျှော့မှာမဟုတ်ငါမင်းကိုလက်လျှော့မှာမဟုတ်ဘူးငါစူးစမ်းအောင်မယ်နှစ်ယောက်တူအဆင်ပြေဖို့အတွက်ပေါ့နော်စူးစမ်းအောင်မယ်ဆိုတော့ခံစားချက်သူ့မှာရှိနေသေးတယ်ပေါ့နော်အဲ့တော့ဒါနှစ်ယောက်ကြားမှာတော့မပြီးသေးဘူးခဏခဏအဲ့လိုပြက်လိုက်ဆက်လိုက်အဆင်ပြေလိုက်လို့တော့ဖြစ်နေတဲ့ energy မျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်နေအောင်မဆက်တိုက်ကိုလေအဲ့ဒါကြောင့်မလို့ကိုအနေနဲ့ကျတော့ဟိုတေချာပေါ့နော်ကိုပိုတန်ဖို့ထားတတ်ဖို့သူဘလောက်ပဲပေါ့နော်ကိုအေးဆေးဖြစ်ပြီဆိုသူဘက်ကလာပြီးတော့ဆက်သွယ်တာများတယ်ဘာလို့ဆို energy ရပေါ့နော်အေးချမ်းတဲ့ကောက်ကအဆင်ပြေနေပြီဆိုလို့ရှိရင်သူကလာပြီးတော့တကယ်အဆင်ပြေရလားတကယ်အဆင်ပြေရမဟုတ်မလားဆိုပြီးလာပြီးစမ်းသပ်တယ်လို့မျိုးပေါ့နော်ဒါ universe ရဲ့ test တစ်ခုလဲတစ်ခုလို့ပြောရင်လည်းမမှားဘူးပေါ့နော်အဲ့ဒါကြောင့်မလို့နည်းနည်းလေးတော့ခက်ခဲတဲ့အလုပ်ကာလတွေအဲ့တော့အဓိကတော့တေချာလေးကိုစိတ်ကိုနိုင်အောင်ထိန်းပါကိုပို့ပြီးတော့ဒါ queue site ဖို့စူးစမ်းပေါ့နော်ဘယ်လောက်ပဲကိုလာပြီးတော့ဒီလိုဆန်းကိုကဆန်းလို့မရအောင်ဆိုတာမျိုးပေါ့နော်တေချာပေါ့ဒါမျိုးပေါ့နော်လက်ကင်ထားဖို့ရည်ကြီးရပေါ့နော်ဘယ်လိုပဲသင်ခန်းစာလာကိုအောင်မြင်နိုင်မှုလိုအပ်တယ်။သင်ခန်းစာ test က fail ပြီဆိုလို့ရှိရင်ဒါနောက်သင်ခန်းစာတွေထပ်လာမှာပေါ့နော်။အဲ့ခါကျရင်တော့နိုင်ကျင်မှုတွေကတော့စတိုက်ဆိုလိုရောက်လာတတ်တာမျိုးပေါ့နော်။အဲ့ဒါကြောင့်မနည်းလေးတော့ကိုအတွက်တော့ပင်ပန်းနိုင်တယ်ဒါပေမဲ့ဒီနိုင်ကျင်မှုမရှိရင်လည်းကိုအတွက်တိုးတက်မှုကမရှိဘူးကိုအတွက်ဒီ new beginning နဲ့လာမှာမဟုတ်ပေါ့နော်အဲ့တော့ဒီနိုင်ကျင်မှုကိုကြော်လွှားပါကြော်လွှားနိုင်ကိုအတွက်ကောင်းတာအများကြီးရလိမ့်မယ်တကယ်လို့မကြော်လွှားနိုင်ဘူးဆိုရင်တော့ဒီအတိတ်ထဲမှာပဲတန်တရားလဲပြီးတော့ဒီပိတ်မိနေလိမ့်မယ်ပေါ့နော်ဒါတော့ဟိုတိထားဖို့လိုအပ်တယ်မဟုတ်ရင်မလွယ်ဘူးပေါ့နော်ဘဝကြီးကတော်တော်လေးခက်ခဲတဲ့ခါကျတော့ဟိုအဆင်ပြေမှာမဟုတ်ဘူးတင်မလားကိုလည်းကိုလုပ်ချင်ရှိရတယ်ကိုလုပ်ရမယ်တင်မလားကိုလည်းဟိုအများကြီးရှိသေးတယ်ပေါ့နော်ဒီအချိန်တစ်ခုတည်းမှာတော့ပြီးတော့ iron site ထားလို့မရဘူးတခြားဖက်မှာကိုလည်း balance ညအောင်လုပ်အောင်မယ်ဆိုတော့အဲ့ဒါတေချာလေးဦးစားပေးဖို့ကိုဦးစားပေးဖို့အလိုအဆုံးပဲပေါ့နော်ကိုဦးစားပေးနိုင်တော့မှဒါလည်းဒါပို့ပြီးကောင်းတဲ့အခြေအနေတွေဖြစ်သွားမှာပေါ့မဟုတ်ရင်တော့ဒါမလွယ်ဘူးပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါအဓိကတော့ဘာပဲဖြစ်ဖြစ်ကိုကတာပထမပေါ့နော်ကိုရဲ့အတွင်းထဲကိုအရင်ဖြည့်ဖို့စူးစမ်းပါသူများကိုဖြည့်ဖို့ထားကိုအရင်ဖြည့်ပေါ့နော်ဆိုတော့အဓိကတော့ဝကြွေးရှင်တော့ဘာမှတော့လုံးမှာမဟုတ်ဘူးအဲ့တော့အုံနောက်လည်းလုံးမလို့ဘာမှလုံးမလို့ပေါ့နော်အဲ့တော့ကြွေးရှင်တော့ခြေရမယ်အဲ့တော့ဖြစ်ပြသမျှအားလုံးကိုယ်တိုင်ကလက်ခံတတ်ဖို့ပဲကြိုးစားပေါ့နော်ဖြစ်ပြီးသွားတာဖြစ်ပြီးသွားပြီပေါ့နော်ထပ်ပြီးတော့ဘာမှလုံးလို့မရဘူးအဲ့တော့ဒါဖြစ်ချိန်တန်လို့ပဲဖြစ်တာမဖြစ်တဲ့မယ်နဲ့ဘာမှမဖြစ်ဘူးပေါ့နော်အဲ့ဒါသိထားလို့ရှိရင်တော်တော်လေးအဆင်ပြေသွားလိမ့်မယ်ပေါ့ဆိုတော့ဟုတ်ကဲ့ပါဒါကတော့မြင်တဲ့ဟာလေးပေါ့နော်အဲ့တော့မကြခင်တော့ဒါတရင်ကောင်းနေပြကြတော့ကိုလိုချင်တဲ့ message ကိုကြားချင်တဲ့ဒီစကားတွေပေါ့နော်ကြားပို့တော့မြင်ပါတယ်ဆိုတော့အဓိကတော့ focus ကတော့ကိုပဲဖြစ်နေပြီစီပေါ့နော်သူဘယ်တော့လာလုံးမလဲသူဘယ်တော့လာပြီးတော့ဒီစကားလာပြောမလဲ message ပို့မလဲဖုန်းခေါ်မလဲအဲ့လိုမတွေးဘဲနဲ့ကိုပဲအပြည့်အဝ focus ထားပါလို့တော့မှာကြပါတယ်ဆိုတော့ဒါမြင်တဲ့ဟာလေးပေါ့နော် resting ဖြစ်လဲ comment မှာမမေးလို့ရပါတယ်နောက်ထပ် video podcast တွေမှာလည်းပြန်ပြီးတွေ့ပါမယ်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေဗျ bye bye